ဒီဗီဒီယိုကြည့်နေတဲ့သူရဲ့လက်ရှိအချစ်ရေး energy ကိုtarot နဲ့ oracle ကတ်လေးတွေကနေတဆင်လိုက်ပြီးတော့မှကြည့်ကြည့်ရအောင်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကလက်ရှိအချစ်ရေးရဆိုလို့ရှိရင်နည်းနည်းလေးတစ်ဖက်သက်ဆန်တဲ့အချစ်ရေးလိုမျိုးဖြစ်နေတယ်တစ်ဖက်လူကကိုယ့်အတွက်မဟုတ်မှန်းလဲသိတယ်။တစ်ဖက်သက်အချစ်ဖြစ်နေပြီးတော့တစ်ဖက်ဒါပေမဲ့နှစ်ယောက်လုံးကဒီ connection က right person မဟုတ်မှန်းသိနေသည့်တိုင်အောင်ဒီနှစ်ယောက်ထဲမှာတစ်ယောက်ကဒီ relationship ကိုအရန်ကိုဖြစ်ချင်တယ်ပေါ့နော်။ပြောရမယ်ဆိုလို့ရှိရင်တော့ဒါကနည်းနည်းလေး karmic connection ဆန်နေပေါ့နော်။တစ်ဖက်လူကကြတော့ပုံစံကြည့်ရတာဝေကြွေးဆက်ချင်နေတဲ့ပုံစံမျိုးပေါ့နော်connection တိုင်းကတွေ့ရတယ်ဆိုလို့ရှိရင်ကိုကအကျွေးဆက်ရတဲ့သူလည်းဖြစ်နိုင်တယ်လို့ကိုလာပြီးတော့အကျွေးပြန်လာဆက်တာကိုအကျွေးယူရတဲ့သူလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီ relationship မှာဆိုလို့ရှိရင်ကိုကလေright person မဟုတ်မှလည်းတိနဲ့ဟိုမှလေရုံမထွက်နိုင်မဲနဲ့ကိုတစ်ဖက်သက်ဖြစ်နေတဲ့အချစ်မျိုးတွေကိုတွေ့ရတယ်ပေါ့နော်ဒီ connection မှာဆိုရင်တစ်ဖက်ဖက်ကနေမှနည်းနည်းလေးချိတ်လောက်တာမျိုးတွေလည်းရှိနိုင်တယ်ပြီးတော့ကိုယ့်ကို spine လုပ်နေတာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒီ collective ကိုအကြံပေးရမယ်ဆိုလို့ရှိရင်တော့အခုလက်ရှိလူကကိုယ့်အတွက်မဟုတ်ဘူးဆိုတာကိုသိနေတယ်ခံစားနေရပြီဆိုလို့ရှိရင်မြန်မဲပေါ့နော်ကိုယ့်အတွက်မဟုတ်တဲ့အရာတွေကိုလွှတ်ချလိုက်စေချင်တယ်ဒီလိုမျိုးလွှတ်ချလိုက်မှသာလေမကြခင်မှာပေါ့နော်ကိုနဲ့ align energy align ဖြစ်တဲ့soul mate လိုမျိုး connection ဝင်လာဖို့ရှိတယ်ပေါ့နော်ဆိုတော့အခုကိုကဒီလိုမျိုး right person မဟုတ်တဲ့ဟာကိုဖတ်တွယ်ထားမယ်ဆိုလို့ရှိရင်ဘလို့မှဝင်လာမဲ့လူကလည်းသူ့အတွက်နေရာမရှိတဲ့အတွက်ကြောင့်မို့လို့မဝင်လာနိုင်ဖြစ်နေပါလိမ့်မယ်အဲ့အတွက်ကြောင့်မို့လို့အခုလက်ရှိ connection က right person မဟုတ်ဘူးဆိုလို့ရှိရင်စိတ်ဆင်းရဲခံပြီးတော့မှတစ်ဖက်သက်အချစ်တွေနဲ့အချိန်ကုန်မခံနေပါနဲ့လို့ပဲအကြံပေးချင်ပါတယ်ဒီ reading လေးကကိုယ်နဲ့ resonate ဖြစ်တဲ့ energy guide တယ်ဆိုလို့ရှိရင် comment မှာပြောသွားခဲ့ပေးပါကျေးဇူးတင်ပါတယ်